ကထိန်ဆိုရင်အခုတနိုင်ငံလုံးစူးစူးညံ့ညံ့နေဖြစ်လာပြီအတန်ဆက်ဆက်ကြီးတယ်အကုန်ဖွဲ့ရှိသမျှဘောက်တွေအကုန်ငှားလာစပီကာကြီးတွေအရရှိမျက်နှာအကုန်လှည့်ထားပြီးတော့နော်ပွဲလန်းတပင်တစ်ခုလိုဖြစ်သွားတယ်ပေါ့အဲ့တော့ကထိန်ဆိုတာအစိုးအငိုတွေနဲ့လောက်ရတဲ့ပွဲမဟုတ်ဘူးငိမ့်ငိမ့်ချမ်းချမ်းနဲ့လောက်ရတဲ့ပွဲတစ်ခုသာဖြစ်တယ်ပေါ့ဘာသာရေးအခမ်းအနားတစ်ခုသာဖြစ်တယ်ဝါဆိုတဲ့တန်ဃာတော်တွေချမ်းချမ်းသာသာနဲ့သာသနာပြုနိုင်ကြပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့သင်္ကန်းအစရှိတဲ့တန်ဃာတော်များနဲ့အဆက်တဲ့ပစ္စည်းလေးပါးကိုလှူဒန်းရတဲ့ပွဲဖြစ်ပါတယ်။နော်အတန်ရှက်ဆက်တွေမလိုအပ်ပါဘူး။ပွဲလန်းတဲ့ပင်တွေမလိုအပ်ပါဘူး။တိတ်ဆိတ်ငြိမ်ငြိမ်သက်သက်လုပ်ရမယ်ကိစ္စတွေဘာသာရေးကိစ္စဆိုတာလေ။ဘယ်ကိစ္စမဆိုပေါ့နော်ဒါကကထိန်ကာလမို့လို့ကထိန်ကိုဥတီပြောနေတာ။ရှင်ပြူပွဲပဲဖြစ်ဖြစ်ယဟန်ခံကိစ္စပဲဖြစ်ဖြစ်အခုလိုကထိန်ကာလကထိန်ကိစ္စပဲဖြစ်ဖြစ်သိင်သမုတ်ပွဲအသိသမုတ်အခမ်းအနားကိစ္စဖြစ်ဖြစ်ဘာသာရေးကိစ္စမှန်သမျှတွေတိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ်ချမ်းချမ်းနဲ့မကုံတဲ့နာမကုံရအောင်နော်ဆောင်ရွက်ရတဲ့လုပ်ငန်းကိစ္စဖြစ်ရမှာပါနော်ဒါပေမဲ့မြန်မာနိုင်ငံမှာကဘာသာရေးကိစ္စမှန်သမျှမှာစွစွညံ့ညံ့တွေဖြစ်ကုန်ကြတယ်ပွဲမပါမဖြစ်သွားကြတယ်ပေါ့